မြင်လိုက်ရသည်ကြောက်လန့်တကြားဖြင့်ရင်မောင်းသည်ဘတ်စကားပေါ်သို့ချက်ချင်းပြန်တက်သွားသည်သို့တော်ခီးသည်များ၏မိကွန်းများကိုရင်ဆိုင်ရသောအခါသူမြင်တွေ့ခဲ့ရသည်များကိုမပြောပြရဲပေရင်မောင်းသည်ဘာလို့ရမှန်းမသိချိန်တွင်ပျောက်ကွယ်သွားသောကားငယ်သည်ရုတ်တရက်ဟွန်းတီးလိုက်ပြီးလိုက်လာရန်အချက်ပြလိုက်သည်ထိုနေရာမှအမြန်ဆုံးထွက်ခွာရန်ရင်မောင်းသည်ကြောက်ရွံ့မှုကိုဖိနှိပ်ပြီးရှေ့သို့သာရွေ့လျားနိုင်ခဲ့သည်သို့တော်ဘတ်စကားသည်အလွန်ဝေးသို့မရောက်မီတွင်အနက်ရောင်ရိပ်များစွာသည်ရုတ်တရက်ဘတ်စကားစီသို့ပြေးဝင်လာကြသည်အရိပ်တွေကိုရှောင်ရှားဖို့အတွက်ရင်မောင်းကစတီယာရင်ဘီကိုပြင်းပြင်းထန်ထန်လှုပ်လိုက်ပေမဲ့သူ့ရဲ့ထိတ်လန့်မှုကြောင့်ဘတ်စကားတစ်စီးလုံးလိမ့်ပြီးတောင်ဆောင်ကနေပြုတ်ကျသွားခဲ့ပါတယ်ပြင်းထန်တဲ့အရှိန်ကြောင့်ဘတ်စကားဟာအလျင်မြန်ကွဲအပ်သွားခဲ့ပါတယ်ခရီးသည်တွေကအော်ဟစ်ငိုကြွေးခဲ့ကြပါတယ်အရာအလုံးတိတ်ဆိတ်သွားပြီးနောက်အမ်မာဆိုတဲ့မိန်းကလေးတစ်ယောက်အပြက်စီးတွေကြားထဲမှာနိုးလာခဲ့ပါတယ်အဲ့ဒီအချိန်မှာကယ်ဆယ်ရေးဖွဲ့တွေကသူတို့ရဲ့အလုပ်ကိုလှုပ်ဆောင်နေကြပါတယ်ပြေးလာတဲ့ကယ်ဆယ်ရေးသမားတွေကအမ်မာကိုမလုပ်ဖို့ပြောခဲ့ပါတယ်အမ်မာပြန်နိုးလာတဲ့အခါသူမဟာဆေးရုံတင်ပေါ်မှာလဲနေပြီးသားပါအမျိုးသမီးတစ်ယောက်ကသူမရဲ့မိခင်လို့ပြောပါတယ်သူမကအမ်မာကိုတိုးတိုးလေးနှစ်သိမ့်ပြီးမကြောက်ဖို့ပြောပါတယ်ခွဲစိတ်မှုပြီးရင်အရာအလုံးအဆင်ပြေသွားမယ်လို့ပြောပါတယ်ပြီးတော့အမ်မာကိုခွဲစိတ်ခန်းထဲတွန်းပို့လိုက်ပါတယ်ဒါပေမဲ့သူမနောက်တစ်ကြိမ်နိုးလာတဲ့အခါသူမရှိကအမျိုးသမီးကပြင်ဆင်